ဟုတ်တယ်မဲ့တင်ငန်းသာတော့ကွန်မြူမှာရှိတဲ့နိုင်နဲ့ပြက်ကလေးကိုပြုပြင်ချိန်ကြီးပြည့်တဲ့တင်ငန်းသာမှာဒီနေ့အပြင်နိုင်ရဲ့ပြက်ကလေးတွေကိုမှန်နေအောင်တိုက်ပေးရမယ်ပေါ့အခုပထမဆုံးဒီနိုင်ရဲ့ပြက်ကလေးတွေကိုပြုပြင်ဖို့အတွက် desktop ရဲ့ညာဘက်အောက်ခြေနားမှာရှိတဲ့ taskbar ထောင်းကနိုင်လေးပြထားတဲ့နေရာကိုလာပါအဲ့နိုင်လေးပေါ်မှာ double click နှိပ်ပေးလိုက်ပါဒါဆိုရင် day and time property ဆိုတာပေါ်လာပါမယ်ဟုတ်ဘယ်ဘက်ချမ်းမှာတော့ date ဆိုတာတွေ့ရပါမယ်ကျွန်တော်တို့ဒီကွန်ပျူတာမှာလက်ရှိရှိနေတဲ့ပြက်ကလေးမှာဟုတ်ပြက်ကလေးကမမှန်ဘူးဆိုတဲ့အတွက်ကြောင့်ဒီပြက်ကလေးကိုအပြင်ပြက်ကလေးနဲ့တူအောင်တိုက်ပေးပါမယ်ဒီ menu လေးကိုနှိပ်ပြီးတော့အခုလက်ရှိလခုနှစ်ရက်ဒီကောင်လေးမှန်အောင်ရွေးပေးရမှာမယ်အခုရက်တွေလာတွေမှန်သွားပြီဆိုရင်အချိန်နာရီတိုက်ပြရမှာမယ်ရက်တွေလာတွေတိုက်တယ်လို့ပါအခုဆိုရင်နာရီမိနစ်စက္ကန့်ဆိုရင်ရှိနေမှာပါပထမဆုံးအနေနဲ့နာရီကိုစတိုက်ပါမယ်ဟုတ်9:40 PM ဖြစ်တဲ့အတွက်ကြောင့်နာရီနေရာမှာ6ဖြစ်အောင်ပြင်ပေးပါမယ်မိနစ်နေရာမှာ40ဖြစ်အောင်ပြင်ပေးပါမယ်ဒီ AM PM နေရာမှာ PM ဖြစ်တဲ့အတွက်ကြောင့်အပေါ်များလေးတစ်ချက်နှိပ်လိုက်ပါ PM ဆိုတာပြောင်းသွားပါမယ်ဒါဆိုရင်တော့ date ကိုတိုင်အောင်ပြောင်းသွားပါပြီဟုတ်ဆိုရင် date ရောတိုင်အောင်မှန်သွားပြီဖြစ်တဲ့အတွက်ကြောင့် apply ဆိုတာနှိပ်ပြီးလိုက်ပါဒါဆိုရင်အခုလက်ရှိ date နဲ့တိုင်ဒီ desktop ညာဘက်အောက်ထောက်မှာပြောင်းသွားတာကိုတွေ့ရမှာပါနောက်ပြောမယ့်အကြောင်းအရာတစ်ခုက time zone ပါ time zone ဆိုတော့ကျွန်တော်လက်ရှိဒီကွန်ပျူတာရဲ့တည်ရှိနေတဲ့အချိန်ပေါ့ကျွန်တော်ကဘယ်နိုင်ငံရဲ့မှာရှိနေရလဲဘယ်အချိန်ကိုသုံးနေရလဲဆိုတာဒီ time zone နဲ့မှာရွေးပေးလို့ရပါတယ်ကျွန်တော်အခုကမြန်မာနိုင်ငံရန်ကုန်မြို့မှာဖြစ်တဲ့အတွက်ကြောင့်ရန်ကုန်ဆိုတာရှာပေးရမယ်အခုဒီမှာဆိုရင် GMT +30 မှာရန်ကုန်ဆိုတာတွေ့ပါပြီဒီရန်ကုန်ဆိုတာကိုရွေးပေးပါပြီးရင် apply ကိုနှိပ်ပါ okay ကိုနှိပ်ပေးပါဒါကတော့ကွန်ပျူတာမှာရှိတဲ့နိုင်နဲ့ပြက်ကလေးတွေကိုပြုပြင်ပြောင်းလဲတဲ့သင်ခန်းစာပါ